တိမ်ပါသွားတဲ့ဇနီးနဲ့သမီးအတွက်ပိုင်ဆိုင်သမျှတွေကိုရောင်းချလှူဒန်းခဲ့တဲ့ပရိုက်တာဦးခင်မောင်တင်အလုံးမင်္ဂလာပါမာရပန်ပရိသတ်တို့ရဲ့လောကမှာမမြဲတဲ့သဘောတရားတွေဆိုတာနေရာတိုင်းမှာရှိနေတတ်ပြီးတော့တက်ရှိကအစတတ်မဲ့အစုံမမြဲခြင်းတွေနဲ့ရင်ဆိုင်နေရတာပါအနိစ္စသဘောတရားရဲ့အောက်မှာတည်ရှိနေရတာကြောင့်အတတ်မဲ့ခန္ဓာတွေကလည်းဖြစ်တည်ပြီးတော့ပြတ်သုံးရပါတယ်အသက်ကြီးငယ်မရွေးဆင်းရဲချမ်းသာမရွေးတည်ခြင်းတရားဆိုတာကိုရင်ဆိုင်နေရတာကြောင့်ဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုရင်တော့တန်ဝေကရစရာပါပဲတည်ခြင်းတရားနဲ့ရင်ဆိုင်ရရင်ဘယ်ပစ္စည်းဝတ္ထုမှကိုနောက်မပါတာကလည်းသတိချက်စရာပါနော်ဒါတွေကိုဆင်ခြင်သတိကပ်သူတွေရှိကြပေမယ့်နေတူဝါကိစ္စတွေကြောင့်မီလီယံနေတဲ့သူတွေကလည်းဒုနဲ့ဒီပါပဲဒီအထက်ကမှ Brighter ဦးခင်မောင်တင်ဆိုသူကတော့မမြဲခြင်းတရားတွေကိုဆင်ခြင်မိပြီးရှိသမျှဥစ္စာပစ္စည်းတွေကိုရောင်းချလှူဒန်းခဲ့တာပါဒါကြောင့်လည်းလက်တလုံးမှာတော့ Brighter ဦးခင်မောင်တင်ရဲ့အကြောင်းကလူအများကြားမှာစိတ်ဝင်စားစရာဖြစ်နေပါတယ်ရှင် Brighter ဦးခင်မောင်တင်ဆိုသူကရန်ကင်းတောင်ရေတန့်အလှတော်အသင်းက Brighter သမားကြီးတူပါဦးခင်မောင်တင်ကမိသားစုမရှိတော့ပဲတကူရဲသမားဖြစ်ရက်တည်နေတာမလို့ရက်ရွာတွေက Brighter ကိစ္စတွေရှိရင်တော့ငွေအားရောလူအားပါတက်နိုင်တဲ့လောက်ကူညီပေးတတ်ပါတယ်ရေတန့်အလှတော်အသင်းမှာလည်းရေကိုကိုယ်တိုင်ကိုကြထမ်းပိုးပြီးတော့လိုက်လံပို့ဆောင်ပေးနေတာပါဒါကြောင့်ရေတန့်အလှတော်အသင်းမှာရေတန့်ကားမောင်းပို့စရာမရှိတာကြောင့်ပိုင်ဆိုင်တဲ့အတွင်းပစ္စည်းတွေကိုရောင်းချလှူဒန်းခဲ့ပါတယ်ဒါနဲ့မကတည်းပဲပုံငွေတွေကိုလည်းစေးရုံကနာရီကားတွေကိုလှူဒန်းပေးခဲ့သေးတာပါဦးခင်မောင်တယောက်ဒီလိုလှူဒန်းပေးရတဲ့အကြောင်းရင်းကတော့ဇနီးနဲ့သမီးတို့တိမ်ပါပြီးတဲ့နောက်တန်ဝေကရသွားခဲ့လို့ပါပဲဇနီးတဲ့ကသမီးလေးတဒန်းနှစ်မှာကွယ်လွန်သွားခဲ့ကောင်သမီးဖြစ်သူကတော့ဘွဲယူပြီးနောက်မှာကွယ်လွန်ခဲ့ရပါတယ်လက်ရှိမှာဆိုရင်ဦးခင်မောင်ဝင်းရဲ့သမီးလေးကွယ်လွန်ခဲ့တာ9နှစ်တောင်ရှိပြီလို့သိရပါတယ်ရှင်ဇနီးနဲ့သမီးလေးတိမ်ပါပြီးတဲ့နောက်မှာတော့ဦးခင်မောင်ဝင်းတယောက်သူ့မှာဘာမှမရှိတော့ပဲတယောက်ထဲသာကြံ့ရစ်ခဲ့ရဆိုတဲ့အသေးကြောင့်တန်ဝေကတရားတွေရလာခဲ့တာပါဒါကြောင့်လေဦးခင်မောင်ဝင်းတယောက်ဇနီးနဲ့သမီးလေးဘဝကိုကောင်းစီဖို့အတွက်ရောကိုယ်တိုင်လည်းနောင်ဘဝအတွက်ကုသိုလ်ပါဖို့အတွက်ပါအခုလိုပိုင်ဆိုင်သမျှတွေကိုဆွလွတ်လှူဒန်းနေတာဖြစ်ပါတယ်ရောင်းချလှူဒန်းခဲ့တဲ့အတွင်းပစ္စည်းတွေအများစုကဇနီးနဲ့သမီးလေးပိုင်ဆိုင်ခဲ့တာတွေဖြစ်ကောင်သူတို့မရှိတော့တဲ့အခါမှာဥစ္စာပစ္စည်းဆိုတာကလည်းထားခဲ့ရမှန်းသဘောပေါက်သွားခဲ့တာပါဇနီးနဲ့သမီးတို့ထားခဲ့ရတယ်လို့သူမရှိတော့ရင်လည်းပစ္စည်းဥစ္စာတွေဆိုတာအကုန်ထားခဲ့ရမယ်ဆိုတာကလည်းဦးခင်မောင်ဝင်းတယောက်တရားရသွားစေခဲ့ပါတယ်ဒါကြောင့်ပိုင်ဆိုင်သမျှကိုအကုန်လှူဒန်းဖို့ဆုံးဖြတ်ခဲ့တာပါရှင်နောက်ထပ်ပိုင်ဆိုင်တဲ့ချမ်းမြေတွေကိုလည်းဝတ္ထုကံမြေအဖြစ်လှူဒန်းသွားဖို့ရှိတယ်လို့ကိုပိုင်အနေနဲ့နေစရာအိမ်တစ်လုံးကလွဲရင်ရှိသမျှကိုလှူဒန်းသွားမှာဖြစ်ပါတယ်အမွေဆက်ခံစရာတားတော်သမီးခံဆွေမျိုးသားချင်းလည်းမရှိတော့တာကြောင့်တွေ့တာစရာလို့လည်းဦးခင်မောင်ဝင်းစီမှာမရှိတော့ပါဘူးရှင်ချမ်းထားလေဒီပစ္စည်းဥစ္စာတွေကဘာမှအသုံးမတည့်တော့တာမလို့နောင်ဘဝအတွက်သာရည်ရွယ်လှူဒန်းသွားတော့မှာဖြစ်ပါတယ်လက်ရှိနေအိမ်ကိုယ်တော်မှသူမရှိတော့ရင်လှူဒန်းဖို့ရည်ရွယ်ထားပါသေးတယ်ရှင်ဦးခင်မောင်ဝင်းဟာငွေအားရလို့လည်းရှိသမျှလှူဒန်းတယ်လို့လူအားကိုလည်းမခုံမကပ်ဖဲပရိဒသမားတယောက်ပြီးလှုပ်ဆောင်ပေးတတ်ပါတယ်ဒါရီကြောင့်ဦးခင်မောင်ဝင်းကိုပရိဒသမားစစ်စစ်ဆိုပြီးဂွန်ပုတ်တက်ခေါ်ဝေါ်နေကြတာပါဦးခင်မောင်ဝင်းလိုလူကမရှိသလောက်ရှားတာကြောင့်ခေတ်သစ်ဝေဒနာအဖြစ်တောင်အတိမတ်ပြုထားကြတာပါပိုင်ဆိုင်သမျှတွေရောလူအားပါလှူဒန်းပြီးတော့ကိုယ်တိုင်အတွက်ရောဇနီးနဲ့သမီးတို့အတွက်ပါနောင်တန်တရားကောင်းဖို့ဒါနပြုနေတဲ့ပရိဒသမားစစ်စစ်ဦးခင်မောင်ဝင်းအတွက်ကွန်ပျူတာလေးတွေနဲ့တာရုခေါ်ဆိုပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ